မိုင်မုံဆရာတော်ဟောတဲ့နဂါးကြီးတကယ်ရှိကြောင်းသက်သေထွက်ပြီးဒါကတော့မိုင်မုံဆရာတော်ဟောတဲ့နဂါးကြီးတကယ်ရှိကြောင်းသိပ္ပံပညာရှင်တွေကိုယ်တိုင်အတည်ပြုလိုက်တဲ့သက်သေဗီဒီယိုဖိုင်ပဲဖြစ်ပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းကတရားဟောပွဲတစ်ခုမှာမိုင်မုံဆရာတော်ကကဘာပြက်ကတ်ကိုလှုပ်နှိုးမယ်မိုင်မုံ3000အရှိရှိတဲ့နဂါးကြီးနိုးထွက်လာပြီးလို့ဟောကြားခဲ့လို့မြန်မာတနိုင်ငံလုံးကြရက်ရိုက်ခဲ့ကြပါတယ်တက်ရှိနဂါးတကောင်ဟာမိုင်မောင်း3000ဘလုံးမှမရှိနိုင်တာကြောင့်ခေတ်လူငယ်တွေတင်မကလူကြီးတွေပါပါဇက်အဟောင်းသားဖြစ်ခဲ့ရပြီးမိုင်မုံဆရာတော်ကိုကူအောင်ပြီးကလေးကအုံနောက်ကြောင်သွားပြီးလို့တွက်ဆခဲ့ကြပါတယ်ဒါပေမဲ့လည်းတစ်ဖက်တစ်လမ်းကပြန်တွေးကြည့်လိုက်တဲ့အခါမှာတော့ဆရာတော်ဟောတဲ့နဂါးကြီးကသိပ္ပံနည်းအရာတကယ်ရှိနေတာကိုတွေးလိုက်ရပါတယ်။ဘာကြောင့်လဲဆိုတော့ဟိမဝန္တာတောင်တန်းကြီးကိုဥကောင်းပြုပြီးကချင်ပြည်နယ်တောင်ဘက်ကနေမုဒ္ဓမပင်လယ်ကွေတဲကိုစီးဆင်းသွားတဲ့ငလင်ပြည့်ရွေ့ချောင်းကြီးကမိုင်မောင်း3000ခန့်ရှိလျားလို့ပါပဲ။ Atlas လို့ခေါ်ပြီးဒီပြည့်ရွေ့ချောင်းကြီးရဲ့အလယ်ပိုင်းနဲ့နောက်ဘက်ခြမ်းကမိုင်မောင်း1500ရှိလျားပါတယ်။အရှိတ်ချမ်းနဲ့ကွေဆင်းသွားတဲ့အပိုင်းကမိုင်မောင်း800ကျော်လောက်ရှိလျားပြီးတောင်ဘက်ကိုဆင်းလာတဲ့အမီပိုင်းကတော့မိုင်မောင်း950လောက်ပဲကျန်ပါတော့တယ်။ဒါကြောင့် Himalayan Fault အစကနေစကိုင်းပြည့်ရွေ့အစုံမုဒ္ဓမကွေနားကနေပင်လယ်ထဲဆင်းသွားတဲ့နေရာအထိအလုံးပေါင်းကြည့်လိုက်မယ်ဆိုရင်မိုင်မောင်း3000ကျော်လောက်ရှိလျားသွားပါတယ်။ဒါကြောင့်ဆရာတော်ဟာဒီငလျင်ပြည့်ရွေ့ကြီးနိုးထလာမဲ့တဘာဝဘေးတွေကိုအဘိညာဉ်နဲ့ပြေးမြင်တာကြောင့်မိုင်3000ရှိတဲ့နဂါးကြီးလို့တင်စားခဲ့သလားလို့တွေးစရာရှိပါတယ်။အကယ်၍များဆရာတော်ပြောတဲ့အဲ့ဒီနဂါးကြီးလောက်ကတ်ခဲ့မယ်ဆိုရင်လည်းတကဘာလုံးအုံကြွကြွဖြစ်ပြီးအလောင်းတွေတောင်းလို့ပုံသွားနိုင်ပါတယ်။လူတိုင်းနားလည်အောင်ဥပမာပေးရမယ်ဆိုရင်နဂါးကြီးရဲ့ဥကောင်ပိုင်းဟာဟိမဝန္တာတောင်တန်းကြီးဖြစ်ပါတယ်။အလဲပိုင်းကချင်ပြည်နယ်ကနေတောင်ဘက်ကိုကွေဆင်းလာတာဖြစ်ပြီးစကိုင်းပြည့်ရွေ့ဆိုတာနဂါးရဲ့အမီပိုင်းတေးသေးလေးတစ်ခုလောက်ပဲရှိပါတယ်။စကိုင်းပြည့်ရွေ့ရဲ့ငလျင်လောက်ကတ်နိုင်တဲ့အင်အားဟာလည်းဟီမာလီယန်မီဂါထရက်ရဲ့အင်အားနဲ့နှိုင်းယှဉ်ရင်10ပုံတပုံတော့မရှိပါဘူး။ဒါကြောင့်နဂါးအမီကလေးထားလို့သွားတာတော့9.9ဆိုတော့ပပြင်းထားထောင်တဲ့အခါ9လောက်ဖြစ်သွားနိုင်ပါတယ်။ဆိုတော့အခုအနေထားမှာအိတ်နေတဲ့ဟိမဝန္တာနဂါးကြီးကလည်း9.9နဲ့အမီထားလို့ပြီးနိုးထလာပါပြီ။တဘာဝအခြေအနေအများအရပပြင်းထားထောင်ဖို့အတွက်လည်းအချိန်စိနေပါပြီ။ဘယ်နေ့ဘယ်ရက်မှာပပြင်းထားထောင်မယ်ဆိုတာကတော့ဘယ်သူမှမပြောနိုင်ပါဘူး။ဒါပေမဲ့မကြတော့ပါဘူး။သတင်းကောင်းတစ်ခုကဥကောင်းလှုပ်ရင်မြန်မာပြည်နဲ့တော့ဝေးပါတယ်။ဒါကြောင့်မိုင်မုံဆရာတော်ကြီးဟောကြားတဲ့နဂါးကြီးနိုးထလာပြီဆိုတဲ့စကားဟာစကိုင်းပြည့်ရွေ့ငလျင်ကြောင့်တစ်ဆက်တည်းဖြစ်နေတဲ့ဟိမဝန္တာပြည့်ရွေ့ကြောကြီးနိုးထလာပြီဆိုတဲ့အဓိပ္ပာယ်လို့ကောက်ချက်ချလို့ရပါတယ်။သူတော်စင်ဆိုတာမပြစ်မှားထိုက်ပါဘူး။9ရက်သားသမီးအပေါင်းကိုအမှားပါလိုက်ရပါတယ်။